ကားဝယ်မဲ့မိတ်ဆွေတွေကိုပညာတစ်ခုထပ်ပေးမယ်စာရွက်စာတမ်းစစ်ပုံစင်ဒီစာရွက်စာတမ်းအတုစစ်ဘယ်လိုကြည့်မလဲဆိုတာကိုကျွန်တော်ကနေပြီးတော့မျှဝေပေးပါမယ်မိတ်ဆွေတို့အနေနဲ့ချင်းအထက်မခံခြင်းဘူးချင်းမမိခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြော်မသွားပါနဲ့လို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ PSY ပဲဖြစ်ပါတယ်เนาะကဲကျွန်တော်မိတ်ဆွေများကားတစ်စီးကျွန်တော်တို့စဝယ်ပြီဆိုလို့ရှိရင်စာမျက်နှာကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အုံနာဘုတ်ကိုเนาะအုံနာဘုတ်ကလီယာမကလီယာလည်းကိုယ်အနေနဲ့ကတိထားတင်တယ်ပေါ့เนาะကျွန်တော်ပြောချင်တာကားတစ်စီးစဝယ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အုံနာဘုတ်ကိုအရင်ဆုံးယူလိုက်ပါစာရဲစာတန်းအတူစစ်ခွဲနီးကိုအဲဒါရောကျွန်တော်အားလုံးကျွန်တော်ရှင်းပြပေးပါမယ်เนาะတော့လည်းပူတယ်ကျွန်တော်အဲကွန်းလေးဖွင့်လာအောင်မယ်လိုကြီးလေလို့ကျွန်တော်အဲကွန်းလေးဖွင့်လိုက်မယ်တော့လည်းပူလို့เนาะကျွန်တော်တို့စာရဲစာတန်းအတူစစ်ခွဲမယ်เนาะပထမဆုံးကျွန်တော်တို့စာမျက်နှာတစ်ကိုကြည့်ပါစာမျက်နှာတစ်ကိုကြည့်ပါစာမျက်နှာတစ်ကိုကြည့်မယ်ပထမဆုံးကျွန်တော်တို့စာမျက်နှာတစ်ကိုကြည့်မယ်เนาะစာမျက်နှာတစ်ကိုကြည့်မယ်စာမျက်နှာတစ်မှာကျွန်တော်တို့စကြည့်ပြီးဆိုတာနဲ့ဘာကိုကြည့်ရမလဲဆိုတော့ကျွန်တော်တို့ hologram အရေးကြီးပါတယ်ကျွန်တော်မိတ်ဆွေများမပေါ့ပါနဲ့เนาะ hologram ကိုသေချာကြည့်ပါဒီမှာနံပါတ်စဉ်303ဆိုလို့ရှိရင်ဒီမှာ303မြင်လားနံပါတ်စဉ်303နောက်ဆုံးကဏ္ဍနှလုံး303အပေါ်မှာရှင်းအောက်မှာ304ဖြစ်ရမယ်ဒါစာရဲစာတန်းကျွန်တော်တို့အတုစစ်ခွဲနီးပေါ့နော်မိတ်ဆွေအနေနဲ့ဒီ hologram တရွက်မပါဘူးဆိုလို့ရှိရင်လည်းမဝယ်ပါနဲ့ကိုပြန်ရောင်းတဲ့ခါမှာစာဖတ်ခံရမှာဖြစ်ပါတယ်စာ hologram တရွက်မပါတာဘာဖြစ်လဲလို့မေးလိမ့်မယ်ဘာမှတော့မဖြစ်ဘူးပေါ့ဒါပေမဲ့ကိုပြန်ရောင်းတဲ့ချိန်မှာတော့ကိုကိုတစ်ဖက်လူကစာဖတ်မှဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကလည်းကိုမဝယ်ခင်အရင်ဆုံးတိတ်ထားတဲ့တယ်ပေါ့နော်ဘာမှတော့မဖြစ်ဘူးဒါပေမဲ့ကြိုက်တဲ့သူရှိရမကြိုက်တဲ့သူရှိရเนาะနောက်ပြီးတစ်ခုကျွန်တော်တို့ကြည့်ပြီဆိုလို့ရှိရင်စာမျက်နှာနှစ်ကိုကြည့်ပါမယ်စာမျက်နှာနှစ်မှာနံပါတ်1အရေးကြီးဆုံးချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ gear အမျိုးအစားเนาะ auto ပေါက်မပေါက်ကိုကြည့်ပါတချို့ဆိုလို့ရှိရင် manual ကားကို auto ချိန်ပြီးတော့ဂျင်းထဲရောင်းတာတွေရှိပါတယ်เนาะဒါလည်းသိတိုင်းနောက်ပြီးသူ့ရဲ့ model year ကိုကြည့်ပါเนาะ1999 99ဒီအမှန်ဖြစ်ရမယ်9ကိုဝယ်တဲ့ကားက99ဆိုရင်99ဖြစ်ရမယ်ကိုဝယ်တဲ့ကားက2002ဆိုဒီမှာ2002ဖြစ်ကမယ်ဖြစ်ကမယ်ပေါ့เนาะဟုတ်ပြီနံပါတ်3ချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ပြောင်းလဲခြင်းအချက်တွေကိုကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ပြောင်းလဲခြင်းဒါနံပါတ်9မှာဆိုလို့ရှိရင်ကျွန်တော်တို့မိတ်တူထုတ်ပေးခြင်းကိုကြည့်ရမှာဖြစ်ပါတယ်နံပါတ်9မှာဆိုရင်ကျွန်တော်မိတ်တူရှိမရှိအုံနာဘုတ်အပြောက်မိတ်တူရှိမရှိเนาะကျွန်တော်တို့ဝီတက်အပြောက်မိတ်တူရှိမရှိကိုကြည့်ရမှာဖြစ်ပါတယ်ဒါစာမျက်နှာခွန်ကိုကြည့်မယ်เนาะကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်ဆုံးအဆင့်ဒီမှာကြည့်ရမယ့်ဟာကပြောင်းလဲခြင်းဒီပြောင်းလဲခြင်းမှာဆေးရောင်ပြောင်းနေပါတယ်ပါလားအင်ဂျင်ပြောင်းရတာရိုးရပေါ့ဒါဒီကားဆိုရင်ဒါအင်ဂျင်ပြောင်းလေးပါမယ်စာမျက်နှာရှင်းမှာပြောင်းလဲခြင်းရေးပါတယ်ဘယ်ညာเนาะသူကဒီမှာပါရေးလဲဆိုလို့ရှိရင်နီနဲ့ပါလို့ရှိရင်လည်းဒီနာမှာသူကဂန်းငယ်လိုင်စင်လျှောက်ထားပါတယ်ဆိုတဲ့အကြောင်းသူရေးထားပါတယ်ကညနာเนาะဒါဆိုလို့ရှိရင်သူကစက်အမှတ်ကိုပြောင်းထားတာဆိုတဲ့အတွက်ကြောင့်မလို့ဒါအင်ဂျင်ပြောင်းပေါ့เนาะဒီတောင်းစင်1999နဲ့အင်ဂျင်ပြောင်းတာတော့ဒါမဆန်းပါဘူးဒါပြဿနာတော့မရှိဘူးပေါ့เนาะကျွန်တော်လက်ခံပေးလို့ရတဲ့အင်ဂျင်ပြောင်းတာကတော့ပြဿနာ